အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဗောနော်သမီးရဲ့မွေးနေ့လေးဖြစ်တဲ့အတွက်ACတန်မှာခွေးလေးတွေကိုဆာလာကျွေးရမှာဖြစ်ပါတယ်လာလာခဲ့လားမတ်တေးလေးဒါဘောနော်ချက်သားလေးနဲ့ထမင်းလေးနဲ့တခြားလေးနဲ့ပြီးတော့အကျွေးဖြစ်တာဖြစ်ပါတယ်ဟုတ်လာခဲ့လားဘုန်းကြီးတို့ကကိုယ်အတူတူနော်ဘုန်းကြီးဘုန်းကြီးဘယ်မှာလဲနိုင်မနီမခုရရဖြစ်တာလာတာကျော်ရသမီးတို့စီပြန်လာခဲ့ပါပြီ ရတကောင်ကျင်းนี่စားစားဖြစ်ချွေခေါ်ခြင်းမိမဲလေးခေါ်လို့မကြမ်းမထူတော့ဘူးသမီးရင်ထိန်ကစကားလေးတွေပြောချင်တော့လေပြောမမရသမီးရဲ့ဘဝမှာဒီနေ့ရောနော်သမီးရဲ့မွေးနေ့လေးဖြစ်တဲ့အတွက်ဒီမှာခွေးလေးတွေကိုစားလာကျွေးနေခုလိုကြီးဖြစ်ပါတယ်ပြီးကြတော့သမီးရဲ့မွေးနေ့ပါပေါ့နော်တချင်လေးထွက်ဖို့လည်းရှိပါတယ်အဲ့ဒါတော့ဖေဖေတချင်လေးပေါ့နော်အဖေကိုတတိယရဲ့အကြောင်းဆိုထားတဲ့တချင်လေးပဲဖြစ်ပါတယ်ရှင်ပြီးကြတော့သမီးအခုဆောင်းပွဲလေးပြီးသွားပြီဆိုတော့သမီးတချင်ဆိုဖို့ပွဲလေးလည်းလိုက်နေပါပြီလို့လာပြီးတော့အားပေးကြပါအောင်လို့သမီးကနေပြီးတော့နေ့တိုင်းရခံချင်ပါတယ်ရှင်